တောနကြီးထဲမှာချစ်စပွဲကြက်တူရဲ့မိသားစုလေးတစုပါတစ်ပင်ကြီးတပင်ပေါ်ကလာပွားတဲ့အတိုင်းလေးထဲမှာပျော်ရွှင်စွာနေထိုင်ကြပါတယ်တဏီမှာတော့မုံနိုင်ကြီးတစ်ခုတိုက်ခတ်ခဲ့ပြီးသူတို့ရဲ့အတိုင်းလေးဟာမီးပင်ပေါ်ကိုပြုတ်ကျပျက်စီးသွားပါတော့တယ်ကြက်တူရဲ့သားငယ်လေးဟာအယမ်းကြောက်ရွံ့ပြီးဝမ်းနည်းခဲ့ရပါတယ်မိဘကြက်တူရဲ့နှက်ကောင်ဟာအတိုင်းပျက်စီးသွားတာကိုမြင်တော့အစာရှာဖို့တောင်မေ့သွားပြီးဘာလို့ရမှန်းမသိခင်နေကြပါတယ်ဒီအချိန်မှာကြက်တူရဲ့သားငယ်လေးဟာသူ့ရဲ့ငယ်ရွယ်တဲ့စိတ်ဓာတ်ကိုမြင့်တင်ပြီးအတိုင်းဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဒီလောက်ထိအစာရှာထွက်ပြီးအတိုင်းဆောက်ဖို့တစ်ကွင်းလေးတွေတစ်ရွက်လေးတွေကိုတေပိုးစုဆောင်းပါတော့တယ်ကြက်တူရွေသားငယ်လေးရဲ့စူးစမ်းမှုကိုမြင်တဲ့အခါတောအုပ်ထကချားငတ်တွေကလည်းသူ့ကိုဝိုင်းဝန်းကူညီကြပါတယ်ဝန်ပုံငတ်ကအပင်ပေါ်ကမြင့်စုံနေရာကိုအတိုက်ဆောက်ဖို့ကူညီပေးပြီးစားကလေးတွေကတိလွတ်နဲ့အမွေးတောင်လေးတွေစူဆောင်းပေးပါတယ်မကြခင်မှာပဲချက်တူရဲ့မိသားစုထအငင်ကားထပ်ပိုမိုခိုင်ခန့်ဒီလှပတဲ့အတိုက်လေးတစ်တိုက်အသေးထူလာခဲ့ပါတယ်ချက်တူရဲ့သားငယ်လေးရဲ့ရင်းရင်းနဲ့ဆုံးဖြတ်ချက်နဲ့စူးစမ်းအားထုတ်မှုကြောင့်မိသားစုတစုလုံးပြန်လဲပျော်ရွှင်ရုံတာမကတောအုပ်တစ်ခုလုံးကငှက်တို့ရဲ့ချီးကျူးကုန်ကျခြင်းကိုပါခံယူခဲ့ရပါတယ်ချက်တူရဲ့လေးပြီးlike and surprise လုပ်ပေးခဲ့ပါအောင်